င်းနှွေးအိုးကြီးကငါစပြဿနာပေးတယ်ဆိုရင်းနှွေးအိုးကြီးဒုနေကြခွဲတာလေဟုတ်လားရင်းနှွေးအိုးကြီးကမြေအိုးကြီးဆိုတော့ကွဲသွားဒေါသကထိမ့်ချုပ်လို့မရတော့ဟာလှုပ်ရှုပ်ပါတယ်ကွာဆိုကြောက်မှမီးနဲ့ရှို့ပြစ်တာဟုတ်ပြီလားအဲ့ဒီမှာပြိဿရွာသားတွေကမိကိုတွေထွက်လို့ပြေးလာလိုက်တော့ပြာပုံပဲမိတယ်အဲ့ဒါကောင်းပြီဆိုပြီးတော့ဝါဥကာလမှာဒီကိုရဲ့နှစ်ပါးဝစ်ပြီးတော့ရှင်မကသဗ္ဗပြုစုလုပ်ကြွေးဖို့ထားရတာဟုတ်ပြီလားပြုစုလုပ်ကြွေးတဲ့နေရာကိုရင်လေးကတာဝန်ကျေလိုက်တာတဲ့ကိုရင်ကြီးကပြင်းလိုက်တာတဲ့ဗျဟုတ်လားဆုံးကပြန်လိုက်ရင်ကိုရင်လေးကလှုပ်သိမ်းလှုပ်ထိုက်တာကုန်းလို့ကိုရင်ကြီးကတော့ခေါင်းမူချုံအေးဟုတ်လားမထေကြီးကတရားဖြုတ်ရင်နေဆောင်မှတရားဖြုတ်တော့မထေကြီးတရားဖြုတ်တဲ့ချိန်ရေနွေးလေးနဲ့ရေချိုးလို့ရအောင်ကိုရင်လေးကရေနွေးတွေတဲကိုရင်ကြီးကအေးအဲ့ဒီမှာပြိဿမထေကြီးတရားဖြုတ်တဲ့ချိန်ကိုရင်လေးကမှိကနေငိုက်ဟုတ်ပြီလားအဲ့ဒီချိန်ကိုရင်ကြီးကအခွင့်ကောင်းယူပြီးရှင်ဖျားရေချိုးတော့မလားဖျားရေချိုးမယ်ဆိုရင်ရှင်ဖျားရေနွေးလေးစအောင်မလားဖျားဒီစက်ကွာကဲလောရတာကိုရင်လေးနာမည်ယူတော့ကိုရင်ကြီးဒါမျိုးဖြစ်နေတာနော်အဲ့ဒီလိုပြိဿကြာပါများတော့ဝါလာကင်းလို့သတင်းကြွခံနီးထီရောက်လာတော့ကိုရင်လေးသီးမခံနိုင်တော့ပင်ပန်းလိုက်တာလောရတာငါနာမည်ယူတော့သူကြီးပဲငါအကြောင်းကောင်းကောင်းသိရရမယ်ဆိုပြီးဘာလို့တော့မေကိုရင်လေးကတရက်တော့ပြိဿရေနွေးတွေကျိုးပြီးတော့ကျိုးထားတဲ့ရေနွေးကိုတနေရာကိုခတ်ပြီးတော့သွားသိမ့်ထားတာရေနွေးအိုးထဲမှာရေနွေးလေးအငွေ့ထွက်ယုံလေးတွေထည့်ထားရှင်မကသဗ္ဗကြီးတရားဖြုတ်ညနေ9 နာရီ6 နာရီအေးလိုက်တာကွာဟာအေးရှင်ပြရေချိုးတဲ့အခါရေနွေးစအောင်မလားကောင်းသာစဟာဆိုတော့အဲ့မှာရေနွေးအိုးကြီးတွေခတ်ချတာကိုရင်ကြီးဟာအိုးဖင်ဝင်တိုက်ကလကလကလောက်ဆိုတော့လေဟင်းရေနွေးလည်းမရှိကိုရင်ရေနွေးစုံမယ်ဆိုပြီးတော့ဘယ်နဲ့ရေနွေးလည်းမရှိပါလားခဏနေပါဦးဖေဟာတပည့်တော်ရေနွေးချောင်းနဲ့ရေဆွဲပြီးရေနွေးတည်ပေးအောင်မယ်ပေါ့ဟာအေးအေးနဲ့မင်းစောင့်လို့ဘယ်ဖြစ်မလို့ကွာခဏလေးပါရှင်ဖရာရဲ့ခါတိုင်းတပည့်တော်တည်နေကြပဲသွားလိုက်ပါအောင်မဆိုပုံကြီးဆွဲရေချောင်းထဲကိုပဲရေသွားဆွဲနေတော့ကိုရင်လေးကအဲ့ဒီမှာရေနွေးထုတ်လာပြီးတပည့်တော်နေ့စဉ်လှုပ်နေတဲ့အလုပ်ပါဖေဟာရှင်မကသဗ္ဗလျှောက်ပြီးပြန်ကတ်တာလေကိုရင်ကြီးကအဲ့ဒီမှာရေဘုံကြီးနဲ့ပြန်လာပြီးတော့ရေအေးကြီးဆွဲပြီးတဲမဲ့လှုပ်တော့မှရှင်မကသဗ္ဗကငါရှင်တဲ့ကိုမလှုပ်တဲ့လှုပ်ကိုလှုပ်တယ်မပြောနဲ့ဟုတ်လားဒါမျိုးတွေပြောလိုက်တော့အောင်မလေးကွာဒီတစ်ခါလေးရင်နွေးမထဲမိတာငေါက်လိုက်တာလူဘာမှရစရာမကောင်းဘူးဟုတ်လားဒီလိုမြင်လာတာတဲ့အန္တဆိုတာပြောတာနော်အေးမထေကြီးပေါ်မှာကြည်ညိုတတ်တဲ့မျက်စိသူ့မှာမရှိရှာဘူးအဲ့ဒီမှာပြိဿမြို့တဲ့ရက်ွက်တဲ့ဆုံးခံသွားကြတော့ခါတိုင်းသုံးမတူတူသွားတယ်ဒီရွာထဲမှာတပားမြင်သုံးမလုံးဒီရွာထဲရှိတယ်ပေါ့ဗျာရှင်မကတ္တပနဲ့ကိုရင်လေးဆုံးကရင်ကြွအဲ့ဒီကိုရင်ကြီးကသူတို့နောက်မလိုက်ခွဲနဲ့တခြားရာကြွကိုရင်ကြီးလည်းမြင်လိုက်ရောဟင်းရှင်မြတ်ကိုရင်ကြီးရှင်မကတ္တပကြီးမတွေ့ပါလားဒီတဲ့ဆုံးခန္ဓာမတွေ့ဘူးလောင်းမလို့လိုက်ရတယ်ဘယ်သွားတော့ခမရတို့ကိုတော်ကြီးနေမကောင်းဘူးဟင်းဟုတ်လားနေမကောင်းရင်ရှင်မြတ်ရဲ့ဒီငါးကြော်လေးကပ်ပေးပါဒီဆံပြုတ်လေးကပ်ပေးပါဒီကြက်သားကြော်လေးကပ်ပေးပါနဲ့အမျက်တနိုးကပ်ခိုင်းကြတာလေအဲ့ဒီမှာကိုရင်ကြီးကယူလာပြီးလမ်းလဲရောက်ရောရှင်မကတ္တပမကပ်ဖဲနဲ့သူကသူစားပြစ်တာဟုတ်လားစားလို့ပို့တာတွေအကုန်လုံးမြောင်းနေသွန်ပြစ်လွတ်ပြစ်ဒီလိုလုပ်တာတဲ့နောက်တဲ့နေ့ရှင်မကတ္တပကအဲ့ဒီရွာသွားတော့ဟောရှင်ဘုရားကျမ်းမာသွားပြီလားဘုရားအေးကျမ်းမာပြီကွာအဲ့ဒါတပည့်တော်တို့လှူတဲ့ငကြော်ကြောက်ဟိုကလေဟင်မင်းငကြော်ဘယ်တော့မှလှူတာဟာမနေ့ကရှင်ဘုရားနေမကောင်းလို့တပည့်တော်ကိုရင်ကြီးနဲ့ထည့်ပေးဟာနောက်တဲ့နေ့သွားပြန်တပည့်တော်ရှင်ဘုရားကိုတပည့်တော်တို့ကြိုတိုက်တဲ့ဆံပြုတ်တောက်လို့ကောင်းသွားတာဟာမင်းဆံပြုတ်လည်းငါမတော့ပါဘူးကွာဘယ်တုန်းကတော့မနေ့ကကိုရင်ကြီးရှင်ဘုရားနေမကောင်းဘူးဆိုထည့်ပေးတာဗျာရှင်ဘုရားလည်းမေ့ပြီးထင်တယ်စပြီးတော့မမေ့ပါဘူးကွာမင်းကိုရင်ကြီးငါလည်းမကပ်ပါဘူးဟာဟုတ်လားကြောင်းလဲရောက်ကြောကိုရင်ကြီးလူတွေရဲ့တရားတရားမဖြစ်စည်းရဘူးစသည်ဖြင့်တရားဟောအောင်မလေးသူတက္ကဓမ္မရဲ့ဆွန်းလေးတလုတ်စားပြီးဘာမှမပြီးနိုင်ဘူးပြောလိုက်တဲ့ဘုန်းကြီးဆိုပြီးအဲ့ဒီမှာရံညှို့ဖွဲ့တာတဲ့ဟုတ်ပြီလားဒေါသပြောတာနော်အဲ့ဒီကနေပြီးဘယ်ရောက်လာတော့မင်းနောက်ဆုံးပြိဿအိမ်တိန်ကရှင်မကတ္တပကိုသင်္ကန်းလေးလှူတယ်သင်္ကန်း30သာစောင်းတဲ့ရှင်မကတ္တပကပူနေတဲ့သင်္ကန်းဖြစ်လို့အဲ့ဒီမှာကိုရင်လေးကိုစွန့်တာမလီငေါ့ရင်မင်းငါကြီးပဲသင်္ကန်းလေးပေးရင်ဒီကိုရင်ဒုတ်ဝင်ရင်တော့လာပါပြီမုတ်ဝင်ရင်ငါဘယ်တော့မှမလာဘူးဒီကိုတော်ကြီးငါအကြောင်းကောင်းကောင်းသိရမယ်ဆိုပြီးတော့ကိုရင်လေးနဲ့အဲ့ဒီမှာရှင်မကတ္တပစွန့်ကန်ထွက်နေတော့ဒေါသကိုမထိန်နိုင်တော့အဲ့ဒီကိုရင်ကြီးကဒီ
ဒီရင်နွေးအိုးကြီးကငါစပြဿနာပေးတယ်ဆိုရင်နွေးအိုးကြီးဒုနေကျခွဲလာတယ်ဟုတ်လားရင်နွေးအိုးကြီးကမြေအိုးကြီးဆိုတော့ကွဲသွားဒေါသကထိန်းချုပ်လို့မရတော့ဟာလှုပ်ရှုပ်ပါတယ်ကွာဆိုကြောက်မှမီးနဲ့ရှို့ပြစ်တာဟုတ်ပြီလားအဲ့ဒီမှာပြိဿရွာသားတွေကမိကိုတွေထွက်လို့ပြေးလာလိုက်တော့ပြာပုံပဲမိတယ်ကြောင်းလေးမြင်ရသေးလားတေပါလုံးစုပေါင်းစောက်ထားတဲ့ကောင်းမှုကြောင်းကိုမတွေးရဒီလကိုရင်ကြီးရဲ့လက်ချက်ပဲဒီကိုရင်ကြီးတဝါလုံးလုံးဂျိုမွေးတာငါတို့သိတယ်ကိုင်းဒီလောက်ရှိတဲ့ကိုရင်ကြီးကွာတွေ့ရမဆိုင်တွေ့ရသင်္ချိုင်းဓမ္မဆိုင်လိုက်ကြဟေးဆိုပြီးတော့တတ်ဖို့ခိုက်ဖို့ပြင်နေကြတဲ့အချိန်ရှင်မာကတ္တဗကစွန့်ခံပြန်လာတာတဲ့အဲ့ဒီမှာပြိတဲ့ကုန်းကမူလေးပေါ်မှာထိုင်ပြီးတော့ရှင်မာကတ္တဗကတရားဟောတာမိုက်နေတဲ့လူနဲ့ပြိုင်ပြီးတော့မိုက်ရင်ကိုယ်ပါလူမိုက်ဖြစ်နိုင်တယ်ဟုတ်လားမိုက်နေတဲ့လူနဲ့ပြိုင်မိုက်ရင်ဘာဖြစ်နိုင်တယ်ပြန်မမိုက်နဲ့ဟုတ်ပြီလားဦးဇင်းတို့ဆရာတော်ကြီးသတင်းတွေတစ်ခုခုကြားသိပြီးတော့ဦးဇင်းတို့ပြောဟောရင်နာစီရခွန်းတော့ခွန်းပြန်မင်းဘာမှမတုံ့ပြန်နဲ့ဘာမှမင်းရိုင်းဆိုင်တဲ့စကားမပြောနဲ့မင်းဘာမှကြမ်းထမ်းတဲ့စကားမင်းမပြောနဲ့ဟုတ်လားဒါမျိုးလေးတွေပြောရင်သိပြီးတော့ပြိတဲ့အံ့ဩစရာလဲကောင်းကြီးညိုစရာလဲကောင်းနော်ကိုယ့်ဘောမှာပြိတဲ့ထိခိုက်လာတဲ့အရာမှန်သမျှကိုသီးခံပြီးတော့ကိုယ့်တစ်ဘက်ကသီးမခံနိုင်မှဆိုလို့ကိုပြိတဲ့ဒေါသနဲ့မတုံ့ပြန်ဘူးတနည်းပြောရင်တော့သူများအမိုက်ကကိုယ့်အမိုက်ဖြစ်မှာဆိုလို့ဟုတ်လားခိုးကြီးတဲ့ကောင်ကသွားဖျဲပြကိုကနေပြန်ဖျဲပြကြည့်လို့ကောင်းလားကြည့်ပေါ့ကိုပါခွေးဖြစ်တာပဲဟုတ်တယ်မလားအဲ့ဒီပုံစံမျိုးဖြစ်မှာဆိုလို့ဦးဇင်းတို့ဆရာတော်ကြီးကအမြဲတမ်းသွန်သင်ရှာတာပေါ့နော်အဲ့တော့ပြိတဲ့ဒကာဒကာမပေါင်းသူတော်ကောင်းတို့တဲ့သွားပြီးတော့သူနဲ့ရှင်ပြီးမမိုက်နဲ့သူနဲ့ရှင်ပြီးမိုက်ရင်ကိုပါလူမိုက်ဖြစ်သွားလိမ့်မယ်သူတစ်ပတ်သားရဲ့ပေါ်မှာမကောင်းကွက်ကိုမရှာကြနဲ့ကောင်းကွက်ကိုရှာကြပါကွက်ကိုရှာရမယ်ကောင်းကွက်ကိုရှာတဲ့ဟုတ်ပြီလားကောင်းကွက်ကိုရှာတာကိုမနာပဘာဝဒသနကမေတ္တာဖြစ်တယ်ပေါ့ကောင်းကွက်ကိုရှာတတ်ရင်ဘာဖြစ်တယ်တော့မြန်ပြန်တွေးပေါ့မကောင်းကွက်ကိုရှာရင်ဘာဖြစ်သွားမေတ္တာရဲ့စန့်ကျင်ပဲဥစဉ်ရေးထားတာပါတယ်အမနာပဘာဝဒသနမကောင်းကွက်ကိုရှာခြင်းဟာမေတ္တာမဖြစ်ဒေါသဖြစ်ဒေါသဟာခုလဲပူတယ်နောင်လဲမအေးဒုက္ခပေးမယ်တရားပဲဟုတ်လားမကောင်းကွက်ကိုမရှာဖို့ပြောတာဟုတ်ပြီနော်ယဟန်တပါဘွဲကဥရိယလူဆိုရင်တော့ရိယာပုဂ္ဂိုလ်ကြီးပေါ့ငားများတာမြင်နေပြီဘုန်းကြီးမနာမဲ့ဘာလို့လဲကောင်းတဲ့လို့လားမကောင်းတဲ့လို့လားငားများပြီဆိုကြတဲ့ကဒီဘုန်းကြီးကဘုန်းကြီးကောင်းလားဘုန်းကြီးမကောင်းလားခဏခေတ်လို့ဆိုဘုန်းကြီးတူကြီးပေါ့ဟုတ်လားယဟန်တူလို့ခေါ်ရင်ခေါ်ကြမှာပေါ့အဲ့ဒီရငားများနေတဲ့ယဟန်ကပြိဿမူကြီးမရသေနာပတိတွေဘယင်နဲ့တကွာလာတာလဲမြင်လိုက်ရရောငမြာထံပြစ်ချပြီးတော့